အားလုံးမင်္ဂလာပါဒီလိုမျိုးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဂျော်ဒန်ဆာကအခုလေးပါကူစိန်ကိုကျွန်တော်ဒန်ဒီဖြစ်သွားပြီပေါ့နော်အပြောင်းရွှေ့ဆိုင်ရာဒီနေ့မှာဆေးစစ်ဆိုင်ရာတွေအားလုံးကိစ္စတွေလည်းအားလုံးပြီးစီးသွားခဲ့ပြီဖြစ်တဲ့ကျွန်တော်တို့လီဗာပူးအသင်းကနေပြီးတော့လီဗာပူးဆိုင်တန်း30 plus 5တန်းပေါ့နော်ဘောလတ်5တန်းနဲ့ဆို35တန်းနဲ့အပြီးသက်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ကစားသမားလေးကအခုဆိုလို့ရှိရင်ကျွန်တော်ဘိုင်ဘက်ကလော့ဆိုထည့်ထားတယ်ဘိုင်ဘက်ကလော့ကတန်း60ပေါ့နော်အဲ့ဒါက2029မှာစပြီးအသက်ဝင်မဲ့ဒီဘိုင်ဘက်လော့ပေါ့နော်လီဗာပူးတဲ့ဘိုင်ဘက်လော့ထည့်ထားတော့တော်တော်လေးဒါအမြုံမြင်ကြီးတဲ့အပြောင်းရွှေ့တစ်ခုလို့ကျွန်တော်မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီအခုနောက်တန်းမှာလည်းလိုအပ်ချက်ကနည်းနည်းတော်တော်လေးကြီးမားလာပြီလို့ကျွန်တော်မြင်ရတယ်။ဘာကြောင့်လဲကန်ဆာလို့ကျွန်တော်တို့ဘိုင်ပြောမနေ့ကတော့ခြေစမ်းမပြအောင်ဆိုတော့ပထမနှစ်တွေကတော်တော်လေးခြေစမ်းပြခဲ့တဲ့ကစားသမားတယောက်ဗျာ။အဲ့တော့ဒီကစားသမားမျိုးထွက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့တင်းရဲ့ line နဲ့ကစားသမားတယောက်တခြားအသင်းကိုပြောင်းมาဖြစ်တယ်နည်းနည်းနှမျောဖို့တော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့လည်းဒီဟာကကစားသမားတော့အသင်းတော့တော်တော်လေးကောင်းတဲ့အရွေးတစ်ခုလို့ကျွန်တော်မြင်တယ်နော်ဘာလို့လဲဆိုကစားသမားကဝတ်တော်ခွင့်မရနိုင်ဘူးအသက်ကငယ်လေးရှိတယ်ဗျာဝတ်တော်ခွင့်မရနိုင်ဘူးဒီဘက်ကလည်းပွဲတော်ခွင့်ပေးဖို့အတွက်အဆင်မပြေဘူးအဲ့တော့ကစားသမားကလည်းပွဲတော်ခွင့်ပေးဖို့ထွက်သွားတယ်ဒီဘက်ကကလည်းဘိုင်မက်လို့ထည့်ထားဖြစ်တဲ့အတွက်ဒါကဒီပြောင်းရှိကတော်တော်လေးကောင်းတဲ့ရွေးတစ်ခုပဲနော်ဒါပေမဲ့တော့ဘိုင်မက်လို့ထည့်ထားဆိုပေမဲ့တိတ်ပြီးတော့ခေါ်လေးခေါ်ထားတော့ပြန်ခေါ်လေးခေါ်ထားတော့တိတ်တော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒါကတော့ဒီကစားသမားလေးကိုပြန်ခေါ်မှာကျွန်တော်ဘာလို့ကျွန်တော်တခုစဉ်းစားမိတာကတော့ကျွန်တော်တို့ဒီနောက်တဲ့200ဒီမှာပေါ့နော်နောက်တဲ့200ဒီမှာစပြီးတက်ဝင်မှာအဲ့တော့ကျွန်တော်တို့ဘာဂျေကလည်းကျွန်တော်နောက်တဲ့200ဒီကြော်တော့ဆက်ရှိဦးမှာပဲထားပါတော့300ဒီပေါ့နော်အဲ့ဒီအချိန်လောက်မှာပြန်ခေါ်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘန်ဒိုက်ကအခု2နှစ်3နှစ်လောက်ပဲရှိမယ်ဒီဘုံမှာစာချုပ်တက်တဲ့အရာကစားသမားလည်းအသက်ကြီးမြင့်မှုနဲ့အဲ့2နှစ်3နှစ်ပြီးသွားရင်ကျွန်တော်ကန်ဆာကိုဒီဘာဂျက်ဘန်တိုက်နေအောင်တိုက်ရိုက်အစားထိုးမှုတွေလုံမလားဆိုပြီးတော့ကျွန်တော်ဟိုတနေ့ကစဉ်းစားပြီးပေါ့နော်ဒါဖြစ်ကောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်ဘာလို့ဆိုတော့ကွက်တီဖြစ်တယ်ဗျဘာဂျက်ကလည်း200ဒီလောက်ပြီးသွားပြီပြီးတော့လို့ရှိရင်ဂျာဒကန်ဆာကလည်းနောက်ဒီ200ဒီလောက်ပြီးသွားတော့မှသူ့ရဲ့စာချုပ်ကလည်းတန်း60နဲ့စာချုပ်ကလည်းအစပြီးအသက်ဝင်ဖြစ်တဲ့အတွက်ဒါစိတ်ဝင်စားဖို့တော့ကောင်းတယ်နော်ဒီပြောင်းရွှေ့ကအဲကြောင့်မို့ဂျာဒကန်ဆာကအတင်းမှာအောင်မြင်မှုတွေရရှိပါစေလို့လည်းမျှော်လင့်ပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ပြန်ခေါ်ပါစေလို့လည်းဆုတောင်းပါတယ်ပေါ့နော်အဲ့တော့ဘယ်လိုမြင်ကြလဲကျွန်တော်တို့ပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ကုန်းမှဝင်ဆွေးနွေးပေးလို့ရပါတယ်ကျွန်တော်ကိုဗီဒီယိုသဘောကျရဆိုလို့ရှိရင် like and follow လုပ်ပေးဖို့လည်းမေတ္တာရပ်ခံချင်ပါတယ်ပြီးတော့ကျွန်တော်ဒီဗီဒီယိုတွေကို Facebook မှာလည်းကျွန်တော်တင်ထားဖြစ်တဲ့အတွက်ကျွန်တော်ကို Facebook တို့ YouTube တို့မှာလည်းlike and follow လုပ်ပေးဖို့လည်းကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်